အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုကနကောစာမလုပ်ဖဲပူးပေါင်းရမယ်ဆိုပြီးချိန်ချောက်ပြောဆိုလာပြန်ပါတယ်။ဒါကတော့မတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရုရှားကနေနေပြည်တော်ကိုပြန်လာတဲ့အချိန်စစ်တပ်လက်အောက်ခံမီဒီယာတွေကိုအင်တာဗျူးဖြေရင်းနဲ့အကြမ်းဖက်မင်းအောင်လှိုင်ကအဲ့ဒီလိုချိန်ချောက်ပြောဆိုသွားပြန်တာပါ။အဲ့ဒီမှာအကြမ်းဖက်မင်းအောင်လှိုင်ကသူ့အနေနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပြီးတဲ့အကြောင်းနဲ့အဲ့ဒီလိုပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုကနဂောစာမလုပ်ပဲပူးပေါင်းရမယ်ဆိုပြီးချိန်ချောက်ပြောဆိုသွားတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘယ်လာရုစ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလေအကြမ်းဖက်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုလက်ရှိ2025ခုနှစ်ကုန်ပိုင်းမဟုတ်ရင်2026နှစ်အစမှာပဲပြုလုပ်မယ်ဆိုပြီးပြောသွားခဲ့တယ်လို့တစ်ဖက်မှာတော့ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာသူတို့စစ်တပ်လက်အောက်ခံကြက်ဖို့ပါတီဟာခွက်လန့်အောင်အပြတ်သက်ရှုံးသွားတဲ့အပေါ်စစ်တပ်ဘက်ကသူတို့ရဲ့အရှုံးကိုလက်မခံပဲတိုင်းပြည်အာဏာကိုမတရားသိမ်းပိုက်လိုက်ပြီးတဲ့နောက်ပြည်တွင်းစစ်ဖြစ်ပွားတဲ့အခြေအနေထိပါဥတီသွားတဲ့အပြင်အဲ့ဒီစစ်ပွဲတွေမှာလေသူတို့စစ်ကောင်စီတပ်ဘက်ကအကြီးကျယ်စစ်ရှုံးနေုံနဲ့မကနေမြေတွေပါအမြောက်အများလက်လွတ်ထားရတဲ့အချိန်ကြားမှာအကြမ်းဖက်မင်းအောင်လှိုင်ဟာပြည်သူတွေတောင်းဖြောက်မဲပေးခဲ့တဲ့နိုင်ရပါတီ NLD ကိုပယ်ဖြတ်ထားပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးအကြိမ်ကြိမ်ပြောဆိုနေပြန်တာလည်းဖြစ်ပါလေခင်ဗျာ